မင်္ဂလာပါယနေ့တည်တိုင်အောင်အကောင်ဆိုပို့ဆောင်ပေးတဲ့ဖျားခင်ကြီးစုတော်ကိုထူးဝဲချီးမွမ်းပါတယ်ဖျားခင်နမတော်တာရေးဘုန်းကြီးပါစေဒီနေ့အခြေအနေငယ်ရတဲ့အခိုက်မှာဖျားခင်နှုတ်ပတ်တော်အဖြစ်အတူတကွနေငယ်ခွာယူကြပါစို့ဖိလိပ္ပိအခန်းကြီး၄အပိုင်းငယ်၄မှာဘယ်လိုရေးထားတယ်လဲဆိုရင်တခင်ဖျား၌အစင်မပြဝမ်းမြောက်ခြင်းရှိကြလောလို့ဖော်ပြထားပါတယ်အာမင်တခင်ဖျား၌အစင်မပြဝမ်းမြောက်ဖို့ရှင်ပေါလုကပြောနေတာဖြစ်ပါတယ်တခင်ဖျား၌အစင်မပြဝမ်းမြောက်ခြင်းရှိကြလောလို့တန်ရှင်းသောဝိညာဉ်တော်ဖျားကရှင်ပေါလုအားဖြင့်ကျွန်မတို့ကိုပြောနေတာဖြစ်ပါတယ်အာမင်စဉ်းစားကြည့်ပါဓမ္မမင်းဆွေများဒီကျမ်းချက်လေးဟာလွယ်လွယ်လေးမရပေမဲ့မလွယ်တဲ့အကြောင်းရင်းတစ်ခုရှိပါတယ်ဒီကျမ်းပိုက်ဟာလူတိုင်းလိုခရိယာတော်တော်များများအလူရကြတဲ့ကျမ်းပိုက်လည်းဖြစ်ပါတယ်ဒါပေမဲ့ဘုရားခင်ဝိညာဉ်တော်ဖော်ပြတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့အနေငယ်သိချင်ရအောင်ရှင်ပေါလုဟာဒီကျမ်းစာကိုရေးတဲ့အချိန်ထောင်ထဲကနေရေးတာဖြစ်တယ်ကျွန်မတို့စဉ်းစားကြည့်ပါသူတစ်ပတ်ကျွန်တော်တို့ကဲ့ရဲ့မယ်ပြစ်တင်မယ်ပုတ်ခတ်မယ်ရှုတ်ချမယ်အမျိုးမျိုးဝေဖန်မယ်တိုက်ခိုက်မယ်ဆိုရင်ဝမ်းမြောက်နိုင်မလားထို့သောခံရတဲ့ချိန်လဲဝမ်းမြောက်သောအသက်တာနဲ့အသက်ရှင်ဖို့တန်ရှင်းသောဝိညာဉ်တော်ဘုရားကပြောနေတာဖြစ်တယ်အာမင်ပြီးတော့ရှင်ပေါလုကထောင်ထဲကနေပြီးတော့ထောင်အပြင်မှာနေတဲ့လူတွေကိုတခင်ဘုရားနဲ့အစင်မပြဝမ်းမြောက်ခြင်းရှိပါလို့အားပေးနိုင်တဲ့အသက်တာဟာတော်ရိုခရိယာတက်တာမဟုတ်ဘူးဆိုတာစင်ချင်ဖို့ဖြစ်ပါတယ်ကျွန်မတို့လူလောကလူတဘာဝအရာပြောရမယ်ဆိုရင်လူအနေနဲ့ပြောရမယ်ဆိုရင်ထောင်ထဲမှာနေတဲ့လူကိုထောင်အပြင်မှာနေတဲ့လူကတွားပြီးမှတွားအားပေးရပါတယ်ဩစိတ်ဓာတ်မကြပါနဲ့လူဆိုတာတစ်ခါတလေမတတ်ပါတယ်မကြခင်လူမြောက်မှာပါကျွန်မတို့လည်းဆူတောင်းနေမှာပါစသဖြင့်အားတော့ပေးရပါတယ်အပြင်ကလူတွေကဒါပေမဲ့ရှင်ပေါလုကမဟုတ်ဘူးထောင်ထဲကနေထောင်အပြင်မှာနေတဲ့လူတွေကိုအားပေးနေတာဖြစ်ပါတယ်ဒီအရာဟာတကယ်အောဆရာဖြစ်လောက်တဲ့ခရိယာတက်တာဖြစ်ပါတယ်ကျွန်မတို့တဆိုတခုကြောင့်မတော်တဆကြောင့်ထောင်ထဲရောက်သွားသည်ဆိုပါစို့ဘယ်သူများလာကြည့်မလဲဘယ်သူများလာအားပေးမလဲဘယ်သူများငါ့ကိုလာအမတ်ခံမလဲစသဖြင့်ပေါ့နော်အမျိုးမျိုးစီချင်းတွေးတော့မှာပဲညတော်အေးလို့ရမှာမဟုတ်ပါဘူးဒါပေမဲ့ရှင်ပေါလုကထောင်ထဲကနေထောင်အပြင်မှာရှိနေတဲ့လူတွေကိုအားပေးနေတာဖြစ်တယ်ကျွန်မတို့ခွန်အားယူကြပါစို့ရှင်ပေါလုရဲ့အသက်တာကိုကြည်ချင်းအဖြစ်ခွန်အားယူကြပါစို့ပြီးတော့ရှင်ပေါလုကတမန်တော်အခန်းကြီး16ကိုကြည့်တဲ့အခါမှာလဲခြေလုံးနဲ့ဒဏ်ရာများစွာရိုက်ခံရပြီးမှထောင်ထဲမှာလက်ကိုလည်းတန်ကြိုးနဲ့ခြေထောက်ကိုလည်းတန်ကြိုးနဲ့ခြိထားပြီးမှထောင်ထဲမှာလောင်ထားတဲ့ချိန်ညက်တကောင်မှာကျေးဇူးတော်ချီးမွမ်းတယ်လို့မတတ်တည်ထားပါတယ်အာမင်ဆိုလိုတာကတခင်ဖျား၌ဝမ်းမြောက်သောအသက်တာဘယ်လိုအခက်ခဲများဘယ်လိုပြဿနာမျိုးကြုံရပါလေစေဝမ်းမြောက်သောအသက်တာနဲ့တက်ရှင်ခြင်းဖြစ်ပါတယ်အာမင်ဝမ်းမြောက်ခြင်းရှိတယ်ဆိုတာဝမ်းမြောက်သောအသက်တာဆိုတာရွှေရလို့မဟုတ်ဘူးငွေရလို့မဟုတ်ဘူးကြောက်အောင်လို့မဟုတ်ဘူးစမေးပွဲအောင်လို့မဟုတ်ဘူးပွဲရလို့ရထူးရလို့လက်စာတိုးလို့မဟုတ်ဘူးတခင်ရှုပေးတဲ့ထာဝရအသက်ကြောင့်ဖြစ်တယ်အာမင်ထိုထာဝရအသက်ကြောင့်ဘုရားသခင်ရှေ့မှာဖြောင့်မတ်သောသူဖြစ်ရပါတယ်အာမင်ဒါကြောင့်ကျွန်မတို့ရဲ့အသက်တာကိုလည်းတခါတရဘယ်လိုအခက်အခဲမျိုးကြုံရပါလိမ့်စေကျေးဇူးတော်ချီးမွမ်းခြင်းအသက်တာနဲ့ဝမ်းမြောက်ခြင်းအသက်တာနဲ့သက်ရှင်ကြပါစို့ပြီးတော့နောက်တစ်ချက်ရှင်ပေါလုရဲ့အသက်တာမှာဘယ်လောက်အောစရာကောင်းတယ်လဲဆိုရင်ပိလိမုန်ဩဝါဒစာရေးတဲ့အချိန်မှာလဲရှင်ပေါလုကထောင်ထဲကနေရေးတာဖြစ်ပါတယ်ရှင်ပေါလုကထောင်ထဲရောက်နေတဲ့အချိန်မှာပိလိမုန်ရဲ့ငယ်သားတယောက်ဖြစ်တဲ့ဩနေတေက
ပလိမိုအေမှာပစ္စည်းခိုးပြီးမှထွဲပြေးရမှာနောက်တနေရာရောက်သွားတဲ့အခါမှာတဆိုးတစ်ခုကျွလွန်မိတာဖြစ်နိုင်တယ်တဆိုးတစ်ခုကြောင့်ရဲတွေကသူ့ကိုဖမ်းပြီးမှထောင်ထဲမှာလာထက်တဲ့ချိန်ရှင်ပေါလုနဲ့တွားတွေ့ဆိုမိပါတယ်ရှင်ပေါလုနဲ့တွားတွေ့ဆိုမိတဲ့အောနေတေဟာဖိလိမိုရဲ့ငယ်သားဖြစ်ပါတယ်ဖိလိမိုရဲ့ကျွန်ဖြစ်ပါတယ်ဖိလိမိုရဲ့တပည့်ဖြစ်ပါတယ်အဲဒါကြောင့်ဖိလိမိုဩဝါဒစာကိုထောင်ထဲကနေရှင်ပေါလုကရေးရတာဖြစ်တယ်ဖိလိမိုဟာရှင်ပေါလုရဲ့တငယ်ချင်းရင်းဖြစ်ပါတယ်ဒါကြောင့်ဒီဖိလိမိုဩဝါဒစာကိုတစ်ခါလုံးကောင်းတေတေချာချာဖတ်မယ်ဆိုရင်ဓမ္မမင်းဆွေများအလုံးကောင်းသိနိုင်မှာပါထောင်ထဲကနေဖိလိမိုကိုရှာရေးပါတယ်အောနေတေကိုပေးပြီးမှဖိလိမိုကိုပြန်ပေးဖို့ဖိလိမိုစီမှာပို့ဖို့စာရေးလိုက်ပါတယ်အောနေတေကရှင်ပေါလုနဲ့ထောင်ထဲမှာဆုံခိုင်းတခင်ရှုအကြောင်းကိုကြားရပြီးမှတခင်ရှုပေးတဲ့ထောင်ရတဲ့ကိုရရှိခဲ့ပါတယ်ဖခင်တခင်ရှိမှဖြောင်းမတော်သူဖြစ်လာခဲ့ပါတယ်လွယ်လွယ်လေးပြောရရင်ကယ်တင်ချင်းရတော်သူဖြစ်လာပါတယ်ဖခင်တတ်မြင့်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်ဖိလိမိုလက်ထက်ကအောနေတေလက်ထက်ကနေပေးပြီးမှဖိလိမိုစီမှာစာပို့ဖို့ရှင်ပေါလုကထောင်ထက်ကနေရေးတာဖြစ်ပါတယ်ဖိလိမိုရေမင်းဟာငါနဲ့တကယ်ချင်းအရင်အဖြစ်လက်ခံမယ်ဆိုရင်မင်းငယ်သားဖိလိမိုကိုလည်းငါမျက်နှာကိုထောက်ပြီးမှလက်ခံပေးပါဆိုတဲ့သဘောမျိုးနဲ့ရေးလိုက်တဲ့စာဖြစ်ပါတယ်စဉ်းစားကြည့်ပါဓမ္မမစ်ဆွေများရှင်ပေါလုဟာထောင်ထက်ကနေအပြင်မှာနေတဲ့လူတွေကိုလည်းရန်ငင်းစေတဲ့တိုက်တာဖြစ်တယ်အာမင်ရှင်မတ်တဲ့အခန်းကြီး9ပိုင်းငယ်ရှိမှာစိတ်နှလုံးဖြူစီတော်သူသည်မင်္ဂလာရှိဖြူရှင်သောအသက်တာနဲ့ဖြူရှင်သောနှလုံးသားနဲ့အောနေတေကိုကယ်တင်ခြင်းအကြောင်းတခင်ရှုအကြောင်းကိုပြောပြပါတယ်ဖြူရှင်သောနှလုံးသားနဲ့ဖိလိမိုစီစာရေးပါတယ်ဒါကြောင့်ဖိလိမိုဟာအောနေတေကိုပြန်လက်ခံပေးတယ်ဆိုတာတွေ့ရပါတယ်ပြီးတော့ရှင်မတဲ့ငါမှာနောက်တစ်ချက်ကသူတပားခိုက်ရပြုခြင်းကိုငြိမ့်စေတော်သူသည်မင်္ဂလာရှိ၏လို့ပြောပါတယ်ကြည်စမ်းဖိလိမိုနဲ့အောနေတေဟာရန်သူဖြစ်သွားပြီဖိလိမိုဥစ္စာခိုးပြီးမှထွက်ပြေးပြီအောနေတေကဖိလိမိုအိမ်မှာပြန်ရောက်ဖို့လုံးဝအကြောင်းမရှိတော့ဘူးဒါပေမဲ့ရှင်ပေါလုရေးတဲ့ဖြူစင်သောနှလုံးသားနဲ့ရေးတဲ့စာအဖြစ်အောနေတေဟာဖိလိမိုအိမ်မှာတခါပြန်ရောက်သွားတယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်ရှင်ပေါလုအားပေးတယ်လို့တရှင်တော်ဝိညာဉ်တော်ဖခင်ကရှင်ပေါလုကိုအသုံးပြုခြင်းအဖြစ်ကျွန်မတို့ကိုစကားပြောတယ်လို့ဘယ်လိုအခက်အခဲမျိုးတွေကြုံရပါလိမ့်စေဘယ်လိုပြဿနာမျိုးတွေကြုံရပါလိမ့်စေတခင်ဖခင်၌ဝမ်းမြောက်ကြပါစို့လောကကြီးမှာနေတဲ့လူတွေကတော့တခင်ဖခင်၌ဝမ်းမြောက်တာထက်လောကအရာနဲ့ဝမ်းမြောက်ကြပါတယ်တချို့တွေကမြေကွက်ရလို့တချို့တွေကအေရလို့စိုက်ကယ်ရလို့ကားရလို့ဆေဒန်အောင်လို့ဘွဲရလို့ရထူးရလို့ရထူးတော်လို့လက်စာတော်လို့ဝမ်းမြောက်ကြပါတယ်ထိုအရာတွေကိုဝမ်းမြောက်ခြင်းကိုဘုရားသခင်ကအတိမမပြုဘူးလို့ကျွန်တော်တော့မဆိုလိုပါဘူးဒါပေမဲ့ဒီကျမ်းပိုက်ပြောနေတာကထိုအရာတွေကိုဝမ်းမြောက်ဖို့ပြောနေတာမဟုတ်ဘူးသခင်ဘုရား၌ဝမ်းမြောက်ဖို့ဖြစ်တယ်အာမင်ဘာကြောင့်ဝမ်းမြောက်တယ်လဲကျမတို့ကိုသခင်ရှုပေးတဲ့ထာဝရတဲ့ကြောင့်ဖြစ်ပါတယ်ထာဝရတဲ့ကိုရပြီးတော့သူအလုံးဟာဘုရားသခင်ရှိမှဖြောင့်မတ်တော်သူဖြစ်လာပါတယ်တခင်ရှုအပ်ပြီးဘုရားရှိမှဖြောင့်မတ်တော်သူလို့တတ်မှတ်ခြင်းခါရတာလောက်တန်ဖိုးကြည့်တာဝမ်းမြောက်စရာဖြစ်တာတဲ့အရာမှမရှိဘူးမိတ်ဆွေဒါကြောင့်ဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်အဖြစ်ဓမ္မမိတ်ဆွေများအလို့တက်တာမှာလဲပြင်ဆင်ပြီးမှတခင်ဘုရား၌ဝမ်းမြောက်ခြင်းတက်တာနဲ့အသက်ရှင်နိုင်ကြပါစေလို့စာဒပြုရင်ဒီမြတ်တော်နဲ့ဒီနေရာမှာနှုတ်ကပတ်တော်ဝင်လာတာရပါမယ်အလို့ပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေအာမင်